ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ပရိသတ်များအားလုံးကိုကျမတို့ရဲ့ဒီ audio book channel လေးကနေကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel လေးဟာဆိုရင်ပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ပရိသတ်တွေကိုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးဟာဆိုရင်တော့ကိုဟန်ပြမဲ့စံပြချောင်းသူပရိသတ်များရှင်ဇာတ်လမ်းလေးစတဲ့နေ့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးnotification ခေါင်းလေးကိုလည်းနှိပ်ပေးသွားခဲ့ပါအောင်အခုပဲဇလန်းလေးစတင်လိုက်ပါပြီရှင်ကိုဟန်ပြမယ်စံပြချောင်းသူဇေယျတေးလေးတက္ကသိုလ်မှာလက်ထပါမောကဟန်နရီရာဇဝိုင်းဘာသာရပ်ကိုလာပြနေသည်မှာဆယ်စုနှစ်နီးပါးကြာခဲ့ပြီပရော်ဖက်ဆာဟုဆိုတော်လဲဟန်နီမှာအသက်30ကျော်40မပြည့်သေးဘူးလေအသက်ကငငယ်အမစားလိုက်စားသူဖြစ်ဘလောက်တော့ပတိုင်းဝေခရေးရေးနဲ့ဟန်နရီမှာကျောင်းဆရာနဲ့မတူပဲဘိုက်စကုတ်ဒရှင်မင်းသားနဲ့ပို့တူနေတယ်အမေကောမရှိလူပြိုလူလွတ်မှုရတဲ့လားကနောက်မှရုံမကပိုရှန်သေးမှုဆိုရမယ်လေဒါပေမဲ့နဲ့ဝါသနာအလျောက်ဓာတ်ပုံရိုင်းနဲ့တချီတင်တန်ဖွင့်သားတယ်တကိုယ်လေးသမားမှုတိုက်ခန်းသေးတဲ့နှောင်းနေတော့ပဲဓာတ်ပုံတိုက်တင်မဲ့ဟန်နီကနေနေနေတကားခောက်တန်ကြားတဲ့ဖြင့်ဟန်နရီတကားပေါက်စီသို့ထသွားတယ်နီတမိုင်းပါမခပြီးရှေးခေတ်ဗမာစာအပြင်ခေတ်သုံးဗမာစာကိုပါရေးတဲ့ဖတ်တတ်သည့်ဟန်နရီမှာဇေယျတေရီမှာနေကြတဲ့ဖြင့်ဗမာစကားကိုလည်းပြပြတတ်တတ်မဟုတ်တာအတော်ကြမ်းကြမ်းကျင်ကျင်ပြောတတ်နေပြီတကားကိုဖွင့်လိုက်တော့ဒုတိယနှစ်ဥပဒေကျောင်းသူမက်ကလျာဝီကုံတင်ကြီးဥဝေခန်းရဲ့ညီတရုတ်သိတမတ်သားပါတဲ့မက်ကလျာဝီသူမအဖိုးဥဝေခန်းကပုံတဲ့အလုပ်ပြင်တိုက်ခန်းတွေအများကြီးဝယ်ထားကငှားသည့်အလုပ်လဲလုပ်တယ်ညုံလေကသူ့ရဲ့ဓာတ်ပုံတိုက်တောင်ဥဝေခန်းစီကငှားထားတာဖြစ်တယ်နီကလျာကိုမြင်သိနေဟန်နီစိတ်ကထောက်ကနေတူသွားတယ်သူသည်တမိုင်းကိုမယူမနေရဘာသာမို့အတန်နဲ့ဝင်းထိုင်နေရုံရှိသေးတယ်ဂုံတုထက်မဲ့အလားပေါ့ပြက်ပြက်သဘောထားတဲ့အကြောင်းသူassignment ပေးနေအချိန်မီမတင်အမြဲနောက်ကျသည့်ကျောင်းသူသုံးခါမြောက်တွင်တော့သူစိတ်တိုးနဲ့ကလေးရ assignment ကိုတုံညပေးပြလိုက်တယ်နီအဲ့ဒီခါမှာမှတ်လောက်သားလောက်ရှိသွားမှာအခုလဲဒါကိုတတိယပြီးဟန်နီစိတ်တိုးပြီးဆရာကျမဆရာကိုပြောစရာရှိလို့ပြောဆူဆူနဲ့ကလေးရကရုံငန်းနဲ့ဝင်လာကသူ့ရဲ့စပွဲရှိကကလထိုင်းတွင်စိတ်ကနေဝင်ထိုင်လိုက်တယ်နီသူတကားကိုပိတ်ပြီးသူ့ထိုင်ကုန်မှာပြန်လာထိုင်နေဆရာကျမတမိုင်းကိုဂုံတုပါမှရမယ်ဆရာဂုံတုကမဖြစ်နိုင်ဘူးဖိုင်နဲ့မှအမှတ်ပြည့်ရရင်တောင်မဖြစ်နိုင်တော့ဘူးတမိုင်းကအဆိုင်မန့်မှာအမှတ်တွေကိုပါယူသည့်ဘာသာအဆိုင်မန့်တွေမှာအမှတ်နည်းနည်းလေးရောတာတော့မထောင်းတာတော့လေတုံညတလုံးပါလင်းတော့ဂုံတုမထွက်နိုင်တော့ဘူးနောက်ပြီးတမိုင်းဆောင်မွဲဘက်မှာအမှတ်ပြည့်ရတာဘယ်မှာရှိနိုင်လို့တော့ကျမကျူရိုရီယယ်တွေမှာအကုန်အမှတ်ပြည့်ရတယ်လीအင်း assignment တွေနောက်ကျတယ်လीဒီတော့ဂုံတုမဖြစ်နိုင်ဘူးဆရာရင်ဒီရက်ထဲကိုတရက်လဲနောက်ကျတာပဲ sorry မကလျာဝေနင် history ဂုံတုမဖြစ်နိုင်ဘူးဆရာကျမ honor ဝင်လို့မဖြစ်ဘူး honor ဝင်ရင်အဖိုးကကျမကိုယောက်ျားပေးစားတော့မှာကျမ honor ဝင်ဘီလက်မှာမဟာဘွဲ့ဆက်တက်ချင်လို့ပါ sorry ငါမကူညီနိုင်ဘူးဆရာကျမမနှက်ပြန်ထပ်လာခဲ့လို့ရမလား okay ထပ်လာလဲနေကုန်တူးတော့မဖြစ်နိုင်ဘူးနောက်နေ့ဟန်နရီရုံးကိုရောက်တော့ရုံးငယ်ရှိမှသူ့ကိုစောင့်နေတဲ့ကလေးဟာကိုတွေ့လိုက်ရတယ်အရက်9ပေ6လက်မှရှိတဲ့ကလေးဟာဝေးဒီနေ့ဓာတ်မြစ်ဖက်နှက်လေးမွေ့ထားဘူးအင်ကြီးကလည်းမှန်လွန်နိုင်လွန်သားကိုဇာပေါလေးအနဲ့ပိုးထမိန်ပြော့အဝါနဲ့တွဲဝတ်ထားပြီးသူမကိုယ်လုံးလှကုန်ပေါ်လင်းစေတယ်နီရုံငန်းနဲ့ခေါ်ထိုင်ပြီးကလေးရကိုဟန်နီချိလိုက်တော့ညနာမှာလဲမိတ်ကပ်တွေအဖွေးသားမောင်းနေအောင်လိမ့်ထားပြီးနှကန်းလေးကလည်းရဲရဲနေလို့စားနေကြကြောင်ဖားကြီးလောက်တော့မဟုတ်တော့လေအတိတ်ကြုံမရှိတာမဟုတ်သည်ဟန်နီဒီကောင်မလေးဘဲချီလဲလှမ်းသည်ကိုနှက်မိတောက်သွားတယ်ဒါပေမဲ့လဲထိုချင်လန်းကိုဘယ်နှလန်းဘယ်ခရီးစခန်းရောက်သည့်အထိလှမ်းမေကိုမတိသေးသည်နှင့်အသာဆက်အကဲခတ်နေလိုက်တယ်နီ
ဆရာကျမယောက်ျားမျိုးတင်သေးဘူးကျမကိုကူညီပါဆရာရင်တရုတ်တွေကဒီလိုပဲအိမ်တော်ကျသွားပြီဆိုရောက်ခမအိမ်မှာကျွန်းတတရဲ့ရောက်ခမနဲ့လင်းသားအမြင်ကျင်းလျင်ကျင်းတလောက်ပညာဘလောက်တက်တက်အိမ်ရင်းပုံဖြစ်ရောဒါကြောင့်လေခေတ်ပညာတက်တရုတ်မိန်းကလေးတွေအိမ်တော်ပြူရမှာတိမ်မလောက်ကြောက်ကြတယ်လေကျမဟိုလေ assignment တစ်ခုထပ်လုပ်ရင်ရောဆရာသူမခက်စိတ်စိတ်ပင်နေတော့ကားချဲတွေစုပ်ထားတဲ့မျက်လုံးရဲကြီးနဲ့အတနာခံကြည့်ရင်ခက်ညံ့ညူလေးပြောလိုက်တယ်ဒီလောက်နဲ့ကြေသွားရအောင်ဟန်နီကမနေ့တနေ့ကမှစာတင်လာတဲ့ကျောင်းဆရာပေါက်ဆမှမဟုတ်တာနောက်အပတ်ဖိုင်နဲ့ဖြေတော့မှမက်ကလင်ဝေး sorry ငါဒါမတက်နိုင်ဘူးကလေးရညှိကြသွားတယ်ဟန်နီခေါင်းမလုံးနေနီခဏကြာအောင်ညီသက်နေပြီးမှတခုခုကိုဆွန့်ပြစ်လိုက်ဟန်နဲ့ဆရာကျမလီဟိုဟန်နီကခေါင်းကိုညင်သာစွာရမ်းရင် sorry ပါဆရာပကြီးဆဲဖို့ကျမကိုဟန်လေးပြပေးရင်ရောအပေါ်ဆိုင်မဲ့အချင်းနဲ့လေဆရာစတီယိုကျမလာပေးမယ်ဟန်နီမျက်လုံးတွေဝင်းကနေလက်သွားတယ်လေပြီးမှခက်အေးလေးတန်းနဲ့မော်ဒယ်ထိုင်ပေးမယ်လို့ပြောတာလားပြန်မေးလိုက်တယ်ဟုတ်တယ်ကျမဆရာစိတ်ချမော်ဒယ်ထိုင်ပေးမယ်လေဒီမှာကြည့်ကျမမလာဘူးလားဟန်နီပါဇက်ဟောင်းသာဖြစ်သွားတယ်လေဒီကမောင်လေးဒီလောက်အတင်ရလိုက်မယ်ဟုတ်သူမထင်ထားခဲ့သူ့ရဲ့မျက်စိရှိမာတွေကလျာထိုင်ကုန်မှထကရင်ပုံးအင်ကြီးကိုချွတ်ချလိုက်တယ်လေဟန်နီမှမြင့်သက်နေရမှတတိဝင်လာတော့လေနှုတ်ခမ်းကဘာမှမပြောနိုင်ဘူးသူ့အတွင်းစိတ်ကလွန်ဆဲနေတယ်လေတစ်ဖက်ကသူ့စီကအမတ်ဝဲသူလိုဖြစ်နေတာကိုခံသိနေမိတယ်လို့တစ်ဖက်ကလည်းဒီကောင်မလေးချွတ်ပြတာကိုဆက်ကြည့်ကျင်တဲ့စိတ်ဖြစ်နေတယ်လေနှုတ်ကလည်းဘာတမ်းမှထပ်မလာဘူးကြည့်ရတာကြည့်ကျင်တဲ့စိတ်ကအနိုင်ရသည်နဲ့ကလျာကသူ့အလုပ်သူဆက်လုပ်ပြီးဘောလီချိတ်တွေဖြုတ်လိုက်တယ်ဂျင်းကိုဟင်းလေးဖြစ်သွားတယ်သူမရင်သားတွေကခေါမပြေကဘီယန်နန်ကြောက်ရွံ့လို့ကြီးတယ်လုံးနေပြည့်တယ်ဒီလောက်လှတာတိတ်ရှားတာပဲဟန်နီတိတယ်ဘီယန်နန်လို့ try မျိုးကဟဲလင်လို့ဒါကြောင့်ထားစစ်ကြီးဖြစ်ခဲ့ရတာဟုတ်ဟန်နီသဘောပေါက်သွားတယ်လေဟန်နီရီစောဟနေသည်ကိုကလျာကလည်းသိတယ်ဒီဘာသာကောင်းထုံးမဲ့ရဖို့တမအတက်တည်ရရှင်ရမှုဒီလောက်နဲ့ရှင်းထားနိုင်ဘူးဂုံလူတေချာသည်ထက်တေချာအောင်ခါကထမင်းကိုကဖြတ်ချလိုက်တယ်လေဟန်နီရဲ့အသက်ရှူတန်းတွေပိုပြင်းလာပြီးကလျာမှာအတိတ်ကလုံးဝမပါဘူးရုံးခန်းကအလွန်ဖြစ်သည့်အပြင်မနက်ပိုင်းဆုံးနေသည့်အတွက်ချက်သားဖြစ်လာလဲတိတ်မရှိလို့ဟန်နီအသက်ရှူချောင်းရတယ်ဒီကောင်မောင်လေးအတိတ်ကမပါပဲကြားကိုလာတာလားဒါမှမဟုတ်သူ့စီမလာခင်ကမှချွတ်လာခဲ့တာလားတွေ့ဘောလီကိုပါချွတ်၍စပယ်ပေါ်တင်လိုက်ပြီးခါထောက်တူးခွေး၍သူမကောက်ကြောင်းတွေကိုပေါ်လင်းတက်ထက်ပေါ်လင်းအောင်ကိုဟန်ပြနေတယ်လေမင်းမွေးတိုင်းဖောင်မွေးတိုင်းဖြစ်နေတဲ့ကလျာကိုတွေလေကောက်ကြောင်းလေးတွေဒါမြဖက်နဲ့ကြောင့်အလှပူတယ်ရုံးတစ်ခုလုံးကလျာစီမှာအမွေးနှံတာတွေထုံမှုနေပြီးဟန်နီရဲ့အသက်ရှူတန်ပြင်းပြင်းမှတပါဘာသာမှမကြားရပဲတိတ်ဆိတ်လေးရရှိတယ်လေသားကောင်ကိုညှို့ယူဖန်ဆတတ်တဲ့ငကားမယ်လေးနဲ့ကလျာမျက်လုံးရဲ့ချင်းများဖြင့်ဟန်နီကိုကြည့်ဘေးကိုဆောင်းနောက်ဟန်နီကိုကြောပေးပြီးတမင်နဲ့ပြန်လှည့်ကြည့်တယ်ကလျာကြောဘက်ကလည်းဟန်နီအတွက်ရင်သက်ရှူမောပြီးအဖြစ်နာစာမရှိချောမွနေတဲ့အသားရည်တရုတ်သိဆက်၍အသားကဝင်းဝါတော့လဲတရုတ်မှစစ်တွေလို့မျက်မှောင်ကျကျနဲ့မဟုတ်မျက်လုံးတွေကတဖိတ်ဖိတ်တောက်ပြီးမော်ကရင်သေးပါတဲ့ကြောင့်ကိုလုံးကိုပေါအချိုးဆက်ကမြေပြန်ပန်းဝင်လို့ရတော့တယ်တိကျတိုင်းကြည့်ရတော့လဲ33 26 35တဲနယ်ရီဟိတ်ဟုဟန်နယ်ရီခံမမိတယ်လေခေါမကြောက်စစ်ရုပ်လေးနဲ့ဘဲဘဲကကြည့်ကြည့်လှနေသည့်ကိုလုံးကိုပေါဟန်နီထိုင်ရမှထ၍ကာကြည့်ခြင်းစိတ်မနဲ့ထိန်နေရတယ်သူ့ရဲ့မျက်လုံးကိုပြီးသူမယုံနိုင်အိမ်မက်များမတ်နေသလားစဉ်းစားနေတော့ကလျာဝေးစီကအတန်ထွက်လာတယ်လေ
ဘယ်နဲ့လဲဆရာကျမကိုဟန်ပြမယ်လို့ကွာလဖိုင်းရလားဟန်ရီထိုင်ရမှပြင်းပြင်းစွာထပြီးကလေးဟာနာကိုနမိုးနမိုင်းနဲ့ရှောက်လာမိတယ်လှတလောက်မြင်များတဲ့ဟာမလေးသူ့စိတ်ထဲကနေမှတ်ချက်ပေးလိုက်တယ်လေနေအောင်ညနာတစ်မျိုးဖြစ်နေတယ်လို့ပဲတေချာကြည့်မှတစ်မျိုးမှတ်တယ်ကလေးဟာနှာကိုပြက်နေတာဘာလဲဟန်နီသတိထားမိသွားတယ်နှကန်းထဲကထိမထိသည့်အပြုံးစဒီလောက်နဲ့ဟန်နီစီကအမှတ်ဝဲလို့ရတယ်ဟုတင်းတင်ရောက်နေတဲ့အပြုံးစာဒီဟာမလေးကိုကျောင်းမကံမတိသွားအောင်မန်ချပေးမှဖြစ်မည်ဟုသူတိထားလိုက်တယ်လေမိန်းကလေးတွေရဲ့မျက်နှာမှာဘယ်လိုအချိန်မျိုးဆက်လေးမန်လာကင်းစင်တမ်းမှဟန်နီတိတယ်ဟန်နီကလေးဝေးအနာသို့တပြေးပြေးချောက်လာခဲ့တယ်ကလေးမျက်နှာလေးကိုမကြိုက်တော့လေဟန်နီရဲ့စိတ်ထဲအမှန်မထားနိုင်သူ့ကြောင်ကလေးဖြစ်နေတာကြောင်လာပြီလေမနေ့ကဘီလန်ကသူ့ချစ်သူလက်ထပ်သွားကလေးကမိမအထိတ်တွေးကိုသူမရခဲ့လောက်တဲ့မလောက်တဲ့ခွဲဝေတတ်သည့်စင်စင်တောင်းတရားတွေအဆက်ချောက်တရားတွေနေထင်းနှင်းလို့ကြောက်ပြက်ကုန်ပြီကလေးကိုချစ်လက်တဲ့သည့်မောင်ဒီဆက်ဆုပ်တီတို့ထက်ချစ်ရမှန်မီကိုလောင်စာထည့်ပေးဖို့ဟန်နီအတွက်ပိုအရေးကြီးတယ်လေအခွင့်အရေးဆိုတာနှခါမလာဘူးဟန်နီအထူးသဖြင့်ခေါင်းမရုပ်လိုလှတဲ့ကိုခန္ဓာကိုကိုက်ဖဲဖို့အခွင့်အရေးမျိုးဟာနှခါမလာဘူးနှခါမလာတော့အခွင့်အရေးမို့ကလေးရလေတိုင်းကိုသူ့လက်တွေဆုပ်ကန်လိုက်တယ်ထိုးမှဟောပြောင်းလို့ဖြူဖေးချုံးမနေတဲ့ပခုံးသားထိုးမှအားဖက်စီတို့အေးဆက်သောအထိတ်တွေကြောင့်ကလေးရသုံးမနှခမ်းကိုစားပြတ်တက်လိုက်သည်ကိုဟန်နီမြင်လိုက်တယ်ဟန်နီဖြစ်အင်ကမိမမမြင်ဘူးတဲ့လူပြိုပေါက်ကလေးနဲ့ကလေးရကျင်းနဲ့ကြုံနေမိတယ်သူမအားထုတ်မှုအောင်မြင်ပြီလေကလေးရဖို့လေးကိစ္စဆိုသည်မှာအဆန်းမဟုတ်လားနိုင်ရင်အထက်ထန်းကျောင်းကသူနာပြုတ်ကွန်ပစ်ကျောင်းတွေနဲ့စလဲစီကံတိတ်မတင်းကျပ်လာဟုဆိုရမည်ခုနှစ်တန်းအောင်ကလေးကလေးရရေးစားထဲနဲ့ထားခဲ့ပြီးပြီလေသူမရဲ့ရေးစားများကလည်းအခွင့်အရေးကိုနှစ်ခါလာမယ်ဟုထင်မှတ်သူတယောက်မှမပါခဲ့ဘူးအတွေ့အကြုံရလာတာနဲ့အမျှကလေးရယောက်ျားသူကပြုသမျှနုရမိအပြိုပြင်းလေးမှုတ်တော့ဘူးပါမောက္ခဟင်းနီလိုလူကိုပင်ညှို့ယူဖန်ဆောင်နိုင်သည့်အခြေအနေရောက်နေပြီဟုမိမိကိုထင်မှတ်ထားတယ်လေဟန်နီသားတွေကိုမမြင်တော့အယူမထားတော့ဘူးသူ့လက်များကရင်းညွတ်မှသည်ကလေးရရင်သားလုံးလုံးလေးတွေကိုအောက်ထားပြီးဒီလောက်ချေရုပ်လေးလိုကြောက်စေရုပ်လေးလိုလှတာမျိုးသူ့တသက်မရနိုင်ဟုဟန်နီမူလာကထင်မှတ်ထားသည်မှာစင်အောင်လွဲသည်မှုရသည့်ခွင့်ရေးကိုပဲလက်ထဲမှမချနိုင်သူ့လက်များလည်းသူမဝမ်းပိုက်ထိုးမှအဝေးဝိုက်အကောက်ကွေ့တို့ဖြင့်တည်တည်နေတယ်လေခါတင်မားတို့ကိုအသာဖို့တတ်ပြီးချင်းလာကြည်လားဆရာရဲ့ညှတ်တူစကားဆန်လေးကိုဟန်နီမကြားနားမဆိုင်ကြောက်သူမလေးရဲ့ရှေ့တွေဒူးထောက်ချလိုက်တယ်သူ့ရဲ့မျက်ဝန်းနဲ့တတန်းလေးတွေချက်ကလေးကဘိုက်ကအစီပုံမရှိတာကြောင့်ချက်ကလေးနဲ့လှနေတယ်လေသူ့လက်ကကလေးရတင်သားတွေပေါ်မှာဟန်နီအကြည့်တွေကတရွေ့ရွေ့နဲ့အောက်ကိုဆင်းသွားပြီးကလေးရပူစီလေးစီမှာအမွှေးတွေကမကြရိပ်ပေးပုံပေါ်တယ်လေတိတ်ပြီးမများလာဘူးရှင်းရှင်းလင်းလင်းချိပြီးထိုးစဉ်သူ့ကားကိုလက်ဖွားနှလို့လေးတစ်ခုကနောက်မှဖိတွန်းတီကိုဟန်နီတိလိုက်တယ်အစင်အားထက်ဆဲဆရာမလို့ပဲကလေးရရဲ့ပူစီလေးစီသူ့အလိုက်တင်လေးလိုက်ချလာတယ်လေသူ့မှလိုချင်တာရဖို့အတော်သေးချာသွားခဲ့ပြီဖြစ်တယ်ပူစီနဲ့ယောက်ျားနဲ့ပူစီမြင်ပြီးဘယ်ယောက်ျားမှမမုံနိုင်တော့ဘူးဆိုတာကလေးရသိတယ်လေစီးကုံလေးပေါ်အနမ်းတွေချွေချရင်သူ့ကိုအတင်းအောက်သို့ကလေးရတွန်းပို့လိုက်တယ်သူ့ရှာရဲ့အထစ်တွေ့တွေကကလေးရအကြောင်းချင်းတွေတိတ်ကတဲ့နှိမ့်ကနေသူ့ရှာလေးနဲ့အစုံဆက်တို့ထိကစားပေးနေတာသူ့ကောင်းလေးကစပင်တွေကိုကလေးရခက်ချမ်းဆွဲပြလိုက်တယ်
ကလေးရမှာအတွေ့အကြုံတွေရှိတာမှန်တော်လေသူမအတွေ့အကြုံကဟန်နီလိုပိုစီကိုမစားချင်ကြစားသည့်တိုင်ဟန်နီလိုမကြမ်းချင်လေဒါကြောင့်လေခဏလေးအတွင်းမှာကလေးရရဲ့အသိစိတ်တွေပြောက်ကုန်ရတယ်ကလေးရအစီလေးကိုရှာပြစ်ဟန်နီဘလို့လုံးလိုက်တယ်မသိသူ့ရဲ့ရှာဆန်းကြောင့်ခဏလေးတင်းမှာကလေးရခင်းကြီးတွေအဝေးချီရောက်သွားတာတော့အမှန်ပဲကလေးရနှုတ်မှညီးတန်တွေထွက်လာပြီးတိတ်မကြခင်ဟန်နီရဲ့ခေါင်းကိုတင်းဆွတ်ဆွတ်ကိုင်းကပိုစင်းနေပိုရင်ကလေးရခိတ်ဆုံးကိုရောက်သွားတယ်လေဒူးတွေအကုန်ပြောက်ခွေးပြီးမတ်တက်ပင်မဆက်နိုင်တော့ဘူးကလေးရတက်တာတွေအမြန်ဆုံးပြီးချင်းပေါ့ဆရာကိုတိတ်ထင်သေးလို့မရပါလားဆရာရဲ့ဆက်မရနိုင်တော့သေးမှုကျမ်းပေါ်မှာကလေးရဒူးထောက်ကျသွားတယ်ကျမ်းမြေပေါ်မှာနေတော့တော်မြင့်နေပြီရုံးခန်းဖက်ဖက်လေးမှာလူတန်းနေနဲ့တက်ကတော်ကအသက်ဝင်နေပြီလေစောစောကအတန်တော်တော်ကျသွားသည်ကိုတတိယလိုက်မိတယ်ကလေးရဝေးကြပြထားပြီးအဝတ်တွေပြန်ဝိတ်ကလေးရအသက်ရှူမမှန်ပါးလေးတွေနီးပြီးဟန်နီကအဝတ်တွေဝေးပြည့်သည့်အထိရတာခံကြည့်နေပြီးမှသွားတော့မလို့လားအင်းငါနေနော်ဘာတက်လဲမော်ရထိုင်ရမယ်လေနင်ထက်လို့ရမယ်အဆိုင်မန်လေဒါပေမဲ့အခုဟိုအဆိုင်မန်ထပ်မလုပ်နဲ့တော့ခေါင်းလုံးမဖြစ်နိုင်ဘူးကျမအင်္ဂါနေ့တန်းတက်ရမှာဒါဆိုနင့်မလာဆောင်ကြငါအရက်လာတော့တာပေါ့ကလေးရခုတ်အချင်းကြီးကိုခုတော့ရိတ်စားမိပြီနေအောင်ပေါ့ဘိုးစုပ်စိတ်ထဲမှာတိတ်လိုက်ပြီးအသာပြုံးကဆရာစတူဒီယိုကိုလာလားဆရာမနေ့7 နာရီရောက်အောင်လားညနေ9 နာရီထိဒီလိုနဲ့ဝက်ဖြစ်တော့မှမစင်ကြောက်နေလို့မရတော့ဘူးဟုကလေးရတွေးပြီးဟန်ရီရဲ့ရုံးခန်းမှာအပြေးပါလေးထွက်သွားတော့တယ်ကလေးရဆရာကိုတော့တောင်ထရဲပါတမိုင်းဂုံတူမရလေကလေးရရဲ့ဘဝရေစုံမြောင်းပြီးတမိုင်းဂုံတူကဆရာလက်ထဲမှာလေတမန်ပိုင်းလေးနဲ့တမိုင်းဂုံတူရအောင်ဆရာကိုကြိုးစားနိုင်လိမ့်မယ်ဟုကလေးရထင်မိတော့လေထင်တယ်လို့ဖြစ်မလာဘူးလေဆရာကတိတ်နေတယ်အာဆီမထွက်မချင်းကလေးရဆရာရဲ့လက်ခုပ်ထဲကရှိနေဆရာစတူဒီယိုတို့ကလေးရစပိန်လေးစီးလာခဲ့တယ်လူတွေသတိထားမိမှဆိုပြီးဟိုနေ့ကလို့တော့အလှပြင်မလာဘူးလေတမ်းမဲ့အင်စီလေးထမင်းလေးနဲ့စပိန်ကိုချစ်ပြီးစတူဒီယိုရောက်စီရောက်တော့ဆော့ဆော့စီစီလူတွေရောက်နေပါလားဟန်နီကကလေးရကိုထတ်ကြိုတယ်လေလူတွေများလာကြည်လားဆရာမဆဲဖြစ်တော့ဘူးလားဆဲမယ်လေဆရာရောចောင်းသားတွေပါနေကိုဆဲမှာဆရာတယောက်တည်းကိုထိုင်ပေးရမှာမဟုတ်ဘူးလားလူများဆဲတော့ထိုင်ရတာပိုတိုင်တာပေါ့ဒါနဲ့ဆရာအခန်းထဲကိုဥဆောင်ခေါ်သွားတော့ကလေးရလိုက်ဝင်သွားတယ်ရောက်ဒီဝက်ဆောင်လေဟန်ရီကလောင်ကြီးပပတတဲ့ကဲပေးပြီးပါလာကမှပပလေးနေအောင်တဲ့မရရဲပဲအထဲကိုချွတ်ထုတ်ရိတ်တည်ရင်ကြီးရတယ်လေအင်ကြီးကောဆရာအင်ကြီးမပါဘူးအပေါ်ထိဝက်လိုက်ဝိုင်းလက်ခဲတယ်လို့ပေါ့ဒီပပလေးကိုရင်ရှားလို့ကတော့အထက်ကဟာတွေအတက်လိုက်ထွက်နေမှာဆရာဒါတမင်ပညာပြတာကလေးရမျက်လုံးတွေကျုံရင်နှကန်းတွေထော်တက်လာတယ်ညံလို့လေဆရာအရန်ပါတယ်မဖြစ်ဘူးဟန်နီကကလေးရကိုတစ်ချက်စားကြည့်လိုက်တယ်ပြီးတော့တကားဝါကိုကြည့်ပြန်နေလေဆရာဘာဆိုလိုလဲဆိုတာကိုကလေးရသိတယ်မလုံနိုင်ရင်ပြန်လို့တော့မဖြစ်ဘူးဒီထိရောက်လာပြီးမှဆက်လုပ်ဖို့ရှိရင်လေဟီထရီဂုံလူရဖို့အတွက်ကလေးရအတွက်တေးရှင်ဆရာတိတ်ညစ်စုပ်တယ်ဆရာအပြင်ထွက်ပြီးတော့မလဲစင်နဲ့ကလေးရချစ်ထမိန်ကိုရင်ရှားလိုက်ရတယ်ကလေးရစတူဒီယိုရင်ပြန်ထွက်လာတော့ကျောင်းသားရှေ့ရောက်နေဟန်ရီကိုတွေ့ရတယ်လေကျောင်းသားတယောက်ချင်းစီရဲ့ရှေ့မှာကဲဖက်ခုံနဲ့သူတို့လက်ထဲမှာကမီးသွေးတွေခဲတံတွေစောက်တံတွေနဲ့မိန်းကလေးကပုံများတယ်ယောက်ျားလေးက2 ယောက်သာပါတယ်လေသူတို့အားလုံးကလေးဟာကိုမမြင်ဘူးသူတို့စိုက်ကြည့်နေကြတယ်တိတ်တော်လေစိတ်နှုတ်ရှားနဲ့
ကလေးရသူတို့အားလုံးကနှုတ်ပုံတော်ဆက်ဖို့ချပြီးသားပါဟိုနားမှာထိုင်တန်းရှိကစင်ကလေးပုံမှာကလေးရဒူးထုတ်ထိုင်ရင်ဟန်ရီကသူ့လိုချင်သောပုံကိုကလေးရကိုပြတယ်ဒူးထုတ်ထိုင်ပြီးခါကော့ကတင်းနေရှင်းတွေအကောင်ပေါ်စေမဲ့ပုံစံလေးစိတ်ထဲကျပြီးဆိုတော့မှဟန်ရီကဘေးမှာအသင့်ရှိတဲ့ရေပုံးငယ်ဖြင့်ကလေးရကိုပတ်လိုက်တယ်ထမင်းပါတဲ့အပြင်ရေဆိုးပြီးအသားကကန့်နေလို့ကလေးရတကိုယ်လုံးရှိသမျှပစ္စည်းတွေကအဝတ်ပါသိနဲ့မချတော့ဘူးလေဟင်ရီကလည်းရင်းညွှန်းလားကကလေးရထမင်းကိုဖြည့်ချလိုက်တယ်အောက်ရှောင်းမချစေရင်ကလေးရလက်တစ်ဖက်နဲ့ထိထားတယ်လေကလေးရလက်နောက်တစ်ဖက်ကသူ့မဒူးပေါ်မှာကျောင်းသူတွေကကလေးရရဲ့ပုံကိုစပြီးရေးချစ်နေကြတော့လေနောက်ပုံဆွဲဖို့တည်ဟိုတော့ကျောင်းသားများမှာမျက်လုံးများပင်ပြုတ်ကျပြီးလက်ချီတစ်ခါမှမဆွဲဖို့တလို့ရက်ချစ်နေကြတယ်လေကလေးရဆက်ပြီးခေါင်းမလိုက်တယ်ဆရာမော်ဒယ်လောက်တာဆရာမော်ဒယ်ကနှုတ်တယ်ရှင်ငိမ့်ခဲမအောင်ကျောင်းသူတယောက်ကလှမ်းတိုင်တာနဲ့ခေါင်းကိုအရင်တိုင်းမော့ထားပေးရတယ်ကလေးရပေါင်းမို့လေးတွေမှာရှက်သေးနဲ့ချင်းချင်းနီးနေတယ်လေဒါကလည်းအစာဝိုင်းမှုဖြစ်တယ်10မိနစ်လောက်ကြာတော့ကျောင်းသား2ယောက်လည်းသူတို့စုပ်တဲ့ခဲရံတွေနဲ့အလုပ်လုပ်နေတယ်လို့ဟန်ရီကလည်းတယောက်ချင်းရဲ့ပုံတွေကိုလိုက်ကြည့်ကလိုရာတွေဖြည့်စည်းတင်ချပေးပြီးပချစ်စရာစစ်စစ်ကြီးဖြစ်နေတယ်လေကလေးရလည်းအရှင်လိုတောက်တောင်ကြီးဖြစ်နေတော့မယ်ညီသွားတတ်တယ်နာယီဝတ်တခါကလေးရကိုအညောင်းပစ်ဆန့်ပြီးပြီးလေတော့ရေချောက်နေတဲ့နေရာလေးတွေရေပြန်ပက်အဝတ်စားတွေပြင်ကလေးရမျက်နှာလေးနီးရပြန်နေဒါပေမဲ့ဆဆချင်းတစ်ခါလောက်ကမစိုးတော့ကျောင်းသား2ယောက်ကလည်းခေါ်တော့တသိအားနဲ့မချီတော့တာလည်းပါမယ်နောက်ဆုံးတစ်ခေါက်ထိုင်ပြီးအတန်းဖြုတ်တော့နေ့လယ်7 နာရီထိုးပြီနီးဆရာတိုင်ပေးကဆိုင်ကနေကြေးအိုးနဲ့အသားကင်နေထွက်ဝဲပြီးပြန်လာတယ်ကလေးရအဝဲလဲနေပြီပြန်မဝဲနဲ့ခဏနေထပ်ထိုင်ရအောင်ပါဟာဆရာကလည်း9 နာရီအထိနေ10 မိနစ်မှမလျော့ဘူးမလောက်နိုင်ရင်လဲနှက်ခမ်းကိုစုကကလေးရအဝတ်တွေပြန်ချွတ်ရတယ်ပုံမှန်အားဖြင့်တော့မော်ဒယ်တွေနဲ့ဟန်ရီပတ်သက်လိမ့်မရှိဒါပေမဲ့ကလေးရဝေးကထူးခြားတယ်လေအခြားမော်ဒယ်တွေလိုမဟုတ်ဘူးသူ့စီကအမှတ်ဝဲဖို့စူးစမ်းသည့်မာနာခဲချောင်းသူသူ့ဘာသာကိုပေါ်ပြပြထားတဲ့အချောင်းသူမို့မှတ်လောက်အောင်ပညာပေးဖို့လိုတယ်တပြားလေးကိုတံပတ်ပေးပြီးဖွင့်ပြီးကလေးရနာရှောက်လာတယ်လေဆရာရဲ့စိတ်တွေတုန်နေတော့လေအခုချိန်ကစိတ်ဆိုးပြေးလို့မရသည့်အချိန်မှကလေးရနားလေတယ်စိတ်ကိုရှော့ကဆရာကိုပြုံးပြလိုက်တယ်လေအဝတ်မပါတဲ့ကလေးရကိုမြင်နေရသည်မို့ဆရာရဲ့ဘောင်းမီပေါ်ကပေါင်ချမ်းမှာဖူးဖောင်းနေပြီကလေးရဆရာကိုဆက်ဖက်လိုက်တယ်အိမ်ခဲထဲကစာချစ်စပွဲမှာကလေးရကိုတင်ပြီးဆရာအနမ်းတွေခြေလိုက်တယ်လေထောက်ဆန်အတိုင်းအနမ်းတွေကမျက်နှာလဲတိုင်းရင်းညွတ်တဖြည်းဖြည်းအောက်ကိုဆင်းလာတယ်ကလေးရပူစီလေးကိုရက်ပေးတဲ့အချိန်တွေတော့ဆရာဟန်ရီနှစ်သုံးချိုးပြတ်ဖြစ်နေပြီလေကလေးရမျက်နှာလေးမာနတွေမရှိတော့ဘူးသူမရဲ့မာနတွေဒေါသတွေအကုန်လုံးဟန်ရီရဲ့ရှားပြားလေးပုံမှာကပ်ပါသားခဲ့ပြီလေကလေးရတိတာတခုတော့ကာမပန်းနိုင်ကိုရောက်ဖို့မိနစ်ပိုင်းသာကြာတော့မယ်ကလေးရပန်းနိုင်ရောက်ပြီးညီးတန်တွေတဖြည်းဖြည်းကျဲလောင်နေတော့ဆရာကမတက်ရလိုက်တယ်လေဟင်းဆရာဘာလို့ရက်လိုက်တာလဲဆရာကဘာမှမပြောကလေးရကိုစာချီစပွဲပေါ်ကနေစိတ်ထုံလိုက်တယ်လေကလေးရလည်းကြောင်တောင်တောင်းနဲ့ထားရလိုက်တယ်ပြီးတော့ပခုံးကနေအောက်ကိုဖိတွန်းပြီးနေရလဲချင်တာမဲ့ကလေးရတော့ပေါက်လိုက်တယ်ဆရာရှိမှဒူးထောက်ချလိုက်တယ်ဒါပေမဲ့တက်နိုင်တော့တေတုံဆန်းချင်တဲ့သူမို့ဗိုက်စားပြီးဆရာရင်အလက်ကားတော့စားလို့ဘယ်ရမလဲမက်ကလေးရဝေးအလုံးလုံးရမယ်လေအတင်းစူးစားပြောင်းပြီးကလေးရဆရာဘောင်းမီကိုချုပ်ပေးပြီးသူ့အလိုလိုက်ရပြန်တယ်
ကလေးရမှုတ်ပြီးဖို့ပြင်နေစီဟန်ရီကကလေးရကိုလုံးအလှကိုမျက်စိရောက်တာခံကြည့်ဟန်ရီစိတ်တိုင်းကြောင့်သုံးမလိုချင်တဲ့ဂုံတူရပြီဖြစ်ပြီးအစမ်းကုန်တိတ်ခံနေတယ်သူမရဲ့နှကမ်းများကိုလည်းကလေးရအခါခါတောင်းခဲ့ပူပြီးဖြစ်ပြီးတိတ်တော့နာဆမ်ရှိတော့ဘူးကလေးရလည်းအရင်နဲ့လှိုင်းအောင်ပလွေမောက်တာစမ်းကျင်သူကလေးရခင်ကလေးကသူမလိုချင်တာရှိပြီးပလွေနဲ့လက်ဖြစ်နေကြအထူးစမ်းကျင်နေလေအခုကလေးရလက်ထဲက6လက်မကျော်9လက်မရှိတဲ့အချောင်းကြီးနှွေးထွေးပြီးချောင်းမွနေတယ်ညလုံးရဲကြီးနဲ့ဆရာကိုမော့ချင်လိုက်တော့ရမက်စောတွေနဲ့ဆရာကတမကိုပြန်ပြီးငေါ့ချင်နေတယ်လေဒီလိုနဲ့ဆရာကိုစချင်လာတာသူ့ရဲ့အချောင်းကြီးအောက်ဘက်ကမိသားစုကိုကြားဖြင့်မထိတထိတုတ်ပေးလိုက်တယ်ပြီးတော့ရွှေချင်အောင်ဆောင်ပြီးသူ့အချောင်းကြီးကိုလေးနဲ့မှောက်လိုက်တယ်လေဟန်ရီကဘာမှမပြောစိုက်ကြည့်ပြီးဆရာကိုညှင်းဆရမယ်ဟုတွေးပြီးတချောင်းလုံးကိုပါဇက်တင်ထည့်လိုက်ပဲရှားပြားလေးနဲ့ဟိုတို့ဒီတို့အချိန်ဆက်လုံနေလိုက်တယ်လေအတော်ကြာသွားပြီးဆရာမယုံမရွဖြစ်လာဟန်တူမှတချောင်းလုံးကိုပါဇက်တဲ့ထည့်နှကမ်းပြတင်းတင်းဖိကပြန်ထုတ်ပေးလိုက်တယ်ဆရာတပ်ပြင်းချတဲ့ကဓာတ်ဆက်တန်ကြားမှခက်ပြင်းပြင်းလေးခက်မှန်မှန်ထွက်ပေါ်လာတယ်တကယ်တမ်းကျောင်းသူနဲ့အပေးယူလောက်ကအမှန်မရောက်တဲ့မှဟန်ရီသိတယ်လေဒါပေမဲ့မလုပ်တဲ့မှုဆိုကမှဒီမာနာကင်းလေးကအကျောင်းမှလုံးနေနောက်ပြီးအကျောင်းမှတလားလှလဲလှတယ်လေမလုပ်တဲ့မှုဆိုကလောက်နေရတဲ့ပိုးပြီးစိမ့်တွေ့တယ်လို့ကလေးရနဲ့တဖြည်းဖြည်းပိုးပြီးစိတ်ပါလာဟန်တူတယ်တရေနဲ့နေရများရှင်းနေတဲ့အချောင်းကြီးကိုပါဇက်အတွင်အသိထုတ်မှန်မှန်လုပ်တယ်လို့လက်ကလည်းဆရာရဲ့ဥရီကိုအသာညစ်ကန်ပေးနေတယ်လေပြီးတော့ပါဇက်တဲ့အချောင်းကြီးကိုမူထားရင်ညီးတန်တူတူလေးပေးပြီးသူမညီးတန်ကြောက်လေမရတာမတတ်တော့ယောက်ျားသူမမတွေ့ဘူးမင်းရိုးတွေညောင်းစွာပြုတ်လာတဲ့အထိတဖြည်းဖြည်းပြုတ်ဆုပ်ပြီးမှမြန်မြန်ပြီးအောင်ကလေးကအရှိန်ကိုတင်း၍ခက်ချမ်းချမ်းဆုပ်ပေးလိုက်တယ်ဟန်ရီတောင်းခံနိုင်တော့ပဲချစ်ဆန်မိမိချထားတဲ့တယောက်မလေးရဲ့ပါဇက်တဲ့ပေါက်ခွဲထွက်ကုန်တော့တယ်လေရုတ်တရက်ဖြစ်ပြီးကလေးဟာပြီးရောင်မ၍မြချမိကုန်တယ်ထက်လာတဲ့ဟာတွေကလည်းကလေးဟာပါဇက်နဲ့မေးမြန်းတွေနဲ့တောက်ရည်များပြစ်ချမ်းပြီးမထူတော့ပြီးမို့သူ့အထင်ကြီးကိုတခါပြန်ငုံပြီးပြောင်းနေအောင်ဆုပ်ပေးလိုက်တယ်လေဆရာဒီလောက်ဆိုကျင်းနေတော့နော်ကျမပြန်တော့မယ်ဟန်ရီခေါင်းခါ၍ဇွဲပေါ်တင်ထားတဲ့စားစရာများကိုလက်ညှိုးထိုးကစားပြီးရင်နေကင်းတစ်ခါထထန်ရအောင်ပါညနာတစ်ပစက်စီတက်ရှိလုပ်ပြီးဆရာဝန်လာတော့စားစရာများကိုဗိုက်ဆဆာနဲ့ထိုင်စားနေတယ်ဆရာကစိုက်ကြည့်နေမှသတိထားမိတော့ကလေးရနေတတ်တော့ဘူးလေချောက်ချောင်းလေးတွေရှိမှကိုတီလုံးဖြစ်နေတဲ့ကလေးရအတွက်မဆန်းတော့လေဟန်နီကတော့နည်းနည်းထူးတယ်သူ့လက်ခုပ်ထဲကရှီးလို့ဖြစ်နေရတာကိုကလေးရရင်ခုန်မိတယ်လေဆော့ဆော့ကခရီးဆောင်ရောက်ခဲ့သည်သူ့မစိတ်ရမ်းတွေကလည်းတစ်ချက်ဖောက်လာသေးတယ်ဆရာမစားဘူးလားပြောရင်အသားခင်တစ်ဖက်ကိုတူနှစ်ညက်ကဆရာကိုခွန်ချိလိုက်တယ်လေဟန်ရီကဘေးမှလာထိုင်ကလျာနဲ့နေလေစာတူတူဆောင်းလိုက်တယ်မသိလေကျင်စဦးဇနီးမောင်နှံတွေကြောက်နေတာပဲကလျာကိုအတွင်းနဲ့ကိုရှက်မိသွားတယ်လေဟန်ရီကိုကလျာချစ်မိသွားတာလားဟင်းဒါကတော့မဖြစ်နိုင်ဘူးနှစ်ယောက်လုံးကစံပေးမှဆေးရဆိုသလိုကိုလိုတာနဲ့ကိုမှရှိတာကိုအလက်ထက်လောက်ကြတာဒါပေမဲ့ကလျာပြောနေတယ်လေဗိုက်ဆာဆာနဲ့စားလိုက်ကြတော့ကျင်းရိုးတွေအကင်းတွေအကုန်ပြောင်းသွားတယ်ဓာတ်ဆက်တန်နဲ့တန်ပတ်ကုန်ရရက်သွားပြီဟန်နီသူ့မောင်မီကိုပြန်ဝဲတော့ကလျာကဆော့ကသူ့မောင်နဲ့ထိုင်တော့ကဝဲခဲ့တဲ့ချစ်ထမင်းလေးစီနှိုက်လိုက်တယ်လေထားလိုက်ကလျာဒီတစ်ခါနောက်ထိုင်ရမှာဟာဆရာကျုံးဖက်ပါပဲရော့ပြောဆဆိုးနဲ့ဟန်နီကဘီရိုထဲကတစုံတစ်ခုကိုထုတ်ပေးလိုက်တယ်လေကလျာချိလိုက်တော့
ပြီးတော့သတော်သမီးဝတ်စုံဇာဖဖားနဲ့ချုပ်ထားတယ်ဒါဖြစ်မဲ့ကျမကစတီရီယိုရဲကိုဘလို့ဝင်ရမှာလဲလို့ပြီးတော့စောကပကြီးဆွဲတဲ့လူစုကိုကလျာရှက်တယ်သူတို့ကသူမကိုဘယ်သူမှသိနေလေကျမရှက်တယ်နင်ထိုင်နေပြီးမှသူတို့ဝင်လာကြတာပါနေ့ကိုသူတို့မသိကြပါဘူးဓာတ်ပုံကကလစ်ကစောကပကြီးကကလစ်ထဲလူမပါပါဘူးဝိုင်လာရီနာခဲရီနာဆရာတူမေစတူဒန့်ယောက်ျားနဲ့မစဲဘူးဆိုတော့လေယောက်ျားလေးနှစ်ယောက်ကသူမရဲ့ဖမြောက်ကြီးကိုဓာတ်ပုံဝါရိုက်မိကိုတော့ရှက်တယ်လေနောက်လုံးလို့မရဘူးလားဆရာရဲ့ဟန်နရီကဘာမှပြန်မပြောဘူးကလေးယာကိုစတီဒီယိုထဲဥဆောင်ခေါ်သွားတယ်လေစတီဒီယိုကမီးတွေမှိတ်ထားလို့မှောင်းနေတယ်ကလေးယာထိုင်ဖို့နေရာပြင်ပေးပြီးနောက်လုံးလို့မရဘူးလားဆရာရဲ့ဟန်နရီကဘာမှပြန်မပြောကလေးယာကိုစတီဒီယိုရဲ့ဥဆောင်ခေါ်သွားတယ်စတီဒီယိုကမီးတွေမှိတ်ထားလို့မှောင်းနေတယ်လေကလေးယာထိုင်ဖို့နေရာပြင်ပေးပြီးတင်ပလွဲထိုင်လိုက်တော့ကလေးယာလေတိုင်းကိုဟန်နရီနမ်းနေနှကမ်းမွေးရေးရေးကကလေးယာအိုရီတဲရီကိုကြောင်းပြန်လှမ်းပစ်လိုက်သလိုပါပဲစလိုက်မီးများနဲ့လိုအပ်တော့အလင်းရောင်ရအောင်စိတ်ကြိုက်ပြင်ဆင်ပြီးစတီဒီယိုတကားကိုဖွင့်တင်ကြားလိုက်ရတယ်ဘယ်ချိန်ចောင်းသားတွေဝင်လာမယ်မသိကြသဖြင့်ကလေးယာနောက်ကိုတော့လှမ်းမကြည့်ရဘူးကလေးယာအထင်မှန်နေစောင့်ကြည့်နေကြပုံရတော့ចောင်းသားတွေဝင်လာကြတယ်လက်ခေါက်မှုတ်တန်ကြားရတယ်လေဟန်နီကဟန်တန်လဲကြားရတယ်မင်းတို့ဒီစီးကိုမကြော်နဲ့အကွာဝေးတစ်ခုကနေဖြောက်ကနဲ့ဓာတ်ပုံရိုက်တန်ကျို့တို့ကျဲတဲ့ကြားနေရတယ်လေတရိုက်သည့်အတန်ကတစ်ချက်နဲ့တစ်ချက်မိနစ်အနည်းငယ်ဝေးတယ်ចောင်းသားတယောက်ကတော့ပိုပြီးခင်မိတဲ့ကင်မရာမို့ထင်နေရိုက်ချက်အနည်းငယ်ပိုစိတ်တယ်လေ15မိနစ်များကြာတော့ဟန်နရီကသူတို့ကိုဓာတ်ပုံသွားစီတော့ဟုစတီဒီယိုနဲ့တွဲထားတဲ့အမှောင်ခန်းထဲပို့လိုက်တယ်မိတွေမပိတ်သေးပဲစတီဒီယိုရဲကိုဟန်နရီပြန်ဝင်လာကမက်ကလေးရဝေးဒီဘက်ပြန်လှည့်လို့ရပါပြီကလေးရကခေါင်းဆောင်ကိုချွတ်ပြီးဒီဘက်လှည့်လိုက်တော့ဆော့ကចောင်းသားတွေမရှိတော့ဘူးဟန်နရီတယောက်တည်းလက်ထဲမှာလည်းကင်မရာတစ်လုံးကိုကင်ထားတယ်ကလေးရမြင်ဖို့နေတဲ့လက်နဲ့လှည့်ရသည့်လက်ကင်တစ်ခုပါဟန်နရီကထိုးလက်ကင်လေးကိုလှည့်လိုက်တဲ့အခါဒစ်ဂျစ်တယ်နဲ့အတန်တွေထွက်လာတယ်လေဆရာအဲ့ဒါဘာလုပ်နေတာလဲလက်ထဲကဘာကြီးလဲကလေးအဝေးကိုရုံးခန်းမှာအသေးစိတ်မြင်ရကလေးကဒီလိုတွေ့ခဲ့ရတဲ့ကိုခန္ဓာမျိုးကိုမှတ်တမ်းယူထားဖို့ဟန်နရီဆုံးဖြတ်ပေးသားလေကံကောင်းစင်တော့ဟန်နရီမှာယူထားတဲ့ဒီကင်မရာလေးအရင်လားကဘီးလက်တင်မော်နဲ့ပါလာတယ်ဒီကင်မရာကရုပ်သေးရုပ်ပါရိုက်လို့ရတယ်လေအပျော်တမ်းသမားတွေအသုံးပြုတဲ့ကင်မရာပေါ့ပစ္စည်းပုံကပုံထွက်လဲကောင်းသလိုဈေးလည်းကြီးတယ်အခုတော့ပေးရသည့်တန်ဖိုးကတန်သွားခဲ့ပြီလေဓာတ်ရှင်ရိုက်နေတာလေကလေးရလှလုံးလို့ပြန်ကြည့်လို့ရအောင်လို့ဟန်နရီတောက်ရှေ့မှာမို့အမှုမဲ့အမှတ်မဲ့ရက်နေတဲ့ကလေးရဒူးတွေကွေးပေါင်တွေစိတ်ကလက်တွေကရင်သားတွေပေါ်ရောက်ကုန်နေကာစရာ၃ခုကိုလက်နှစ်ဖက်လေးနဲ့ကာရသဖြင့်အကုန်တော့လုံအောင်မကာနိုင်ဘူးဆရာဒါကတော့မကောင်းဘူးလွန်နေတော့မရိုက်ပါနဲ့ပြောလို့မရဟန်နရီကတချစ်ချစ်နဲ့လက်ကင်ကိုလှည့်ပြီးရိုက်မြဲရိုက်နေတယ်ကလေးရပြေးလည်းမထွက်သွားရဘူးဆရာစိတ်ဆိုးပြီးလိုချင်တဲ့အမှတ်မရလေပိတ်ဆက်ထားရသမျှတဲတဲ့ရေသွန်ဖြစ်လိုက်မယ်ဘေးကိုစောင့်ကြည့်တော့လဲဟန်နရီကနေရာရွှေ့ရအမေရလိုက်ရိုက်နေသဖြင့်ဘာမှမထူတော့ဘူးနောက်တော့မှသတိရလာပြီးကြုံလေးထိုင်ချလိုက်တယ်လေမျက်နှာပါသွားပြီဆိုသဖြင့်မျက်နှာကိုလက်နဲ့ကတော့ရင်သားတွေကဘလို့မှမလုံအောင်ဖြစ်နေတယ်ကလေးရတယောက်စစ်ဆန်မီလေးချစ်ထားမိတဲ့မိမိကိုယ်သာအဖြစ်တင်တော့တယ်ကလေးရအဲ့လိုကြီးလုံမနေနဲ့လေမော်ရထိုင်တာလက်ကိုနောက်ပစ်ထားမျက်နှာကိုမော့ထားကျမရှက်တယ်မလုပ်ချင်ဘူးဆိုရင်လေအိမ်တော်မပြုတ်ကျင်သောကလေးရတယောက်ဟန်တီရှိမှာအဆက်ကုံအောင်ကိုလုံးတီးနဲ့ပုံစံမျိုး
ကိုဟန်ပြနေရတယ်လေအရှင်ရလာတော့ကလျာတစ်မျိုးရင်ဖိုးလာတယ်ပုရိသအပေါင်းရင်ဖိုးစေးမဲ့အနေထားမျိုးကိုမိမွေးတိုင်းဖောက်မွေးတိုင်းကိုဟန်ပြင်နေရသည်ကိုဖိလင်တစ်မျိုးခန်းစားရတယ်ဆော့ဆော့ကစခန်းဆုံးကိုမရောက်ခဲ့တဲ့ပူစီကလေးကစိတ်ပါလက်ပါငိုကြည့်နေပြီလေ15မိနစ်လောက်စိတ်ကြိုက်ရိုက်ပြီးမှဟန်ရီရိုက်ကူးကြီးကိုလက်ဆက်တက်လိုက်တယ်သူမီးတွေပိတ်နေတော့ကလျာသူ့ခန်းနဲ့ပြေးဝင်သွားတယ်လေမီးတွေပိတ်ပြီးဟန်ရီကလည်းအခန်းနဲ့လိုက်ဝင်လိုက်တယ်နောက်မိနစ်အငင်းရဲ့ကြားတွင်ကလျာဆရာရဲ့စာကြည့်တပွဲပေါ်ပလက်ဒူးရီထောင်ပေါင်ရီကား၍ဟန်ရီကသူမရဲ့ပေါင်ကြားမှာရှာဆန်းကိုပြနေတယ်လေထိန်းထားလို့မရတဲ့ရှာကလျာရဲ့နီးတန်တွေကလည်းတခါလုံးညံနေတော့တယ်ဟန်ရီဟိုတယ်မှာရေခဲမှုမှားစားရသလိုတေချာကိုစိတ်ပြေနေပြေရက်နေတာမို့ကလျာတယောက်ဟင်းကနေပင့်သက်ပင်ဆိုင်နေတယ်လေခတ်တက်လေးဆိုရင်တော့ဟီဟီဟာဟာနဲ့တန်ရှိဆွဲပြီးအော်နေတဲ့အထိခဏလေးအတွင်းကလျာလက်ကလေးနှစ်ဖက်ကစပွဲဆောင်ကိုတင်းဆုပ်စီးဟော်ကြီးတစ်ခုလုံးကဟန်ရီရဲ့ပါးစပ်နဲ့တင်းဖိကပ်ရင်ကလျာခီးဆုံးရောက်သွားတော့တယ်ကလျာပင့်သက်ဆိုင်တန်လေးများမဆုံးမီသူမပေါ်မိုးရနေတဲ့ဟန်ရီကသူမမြင်ခွင့်တဲ့သူဝင်လာတယ်လေဟင်းဆရာဟေးဘာလို့မလို့လဲကလျာကိုမချပေးဖို့ကလျာအားတင်သွားတယ်ဒီလောက်အဆင့်တိခီးရောက်ရလိုက်မယ်လို့သူမမထင်ထားမိဘူးလေပလေလောက်နဲ့ဆရာကိုကြိုက်တယ်နိုင်မဲ့ထင်မိတာမှားပြီထင်တယ်နင်းလို့လဲရမှာမဟုတ်တဲ့အနေထားမှုစိတ်ရှုပ်လိုက်ကဟုတ်ကဲ့ဆရာချပေးပါဆရာစိတ်ကြိုက်ချပါနော်ဟုတ်တာပြောလိုက်ရတယ်သူမကိုယ်တိုင်ကလည်းကိုတောင်းလုံးကိုဟန်ပြတာနဲ့စောကဘာသာအဆန်းကြောင့်စိတ်ပါနေတာကြောင့်လဲပါတယ်လေကလျာရဲ့ပူဆူလေးလေးအရေးတွေရွှဲနေပြီဟန်နွေရဲ့အရှိကြီးကရှော့ချူပဲတဝက်လောက်ဝင်သွားတယ်အသာပြန်ထုတ်ထပ်ပြီးသွင်းလိုက်ရအဆုံးထိရှော့ကနေဝင်သွားတော့နှစ်ယောက်လုံးညီးတန်ပြိုင်တူထွက်လာတယ်လေတစ်ချက်စောင့်နေတော့ဟန်နွေကတယောက်မလေးရဲ့ရင်သားလုံးတွေကိုငေါ့နေတယ်ကလျာလည်းဘီလက်သားချစ်သူအသက်ရဲ့ကြောပြင်ကိုလက်သေးရလေးတွေပေးနေတယ်လေသူ့ရှယ်အင်ကြီးကရှုပ်နေသည်မို့ကြောပေါ်ကိုလှမ်းတင်လိုက်ပြီးကြောင်မလေးတစ်ကောင်လိုသူ့ကြောကိုကလျာစိတ်ကြိုက်ကုတ်ချလိုက်တယ်ခဏကြာတော့ကြောကိုမကုတ်တော့ပဲဟန်ရီရဲ့တင်ပါးတွေကိုလက်နဲ့လှမ်းဆော့ကသူ့မဖက်ကိုဖိဆွဲနေတယ်လေကလျာအဖို့အရသာတွေကအသစ်တွေကြီးဖြစ်နေလို့ဘာတွေလုံးမိမှန်းသူမကိုယ်တိုင်ပင်အားသိရလောက်အောင်မမှတ်မိတော့ဘူးအရင်အတွေ့အကြုံတွေကဒီလောက်နဲ့မနှဲခဲ့ဘူးလေဟန်ရီမှလည်းကလျာပုစီရဲ့နုညံ့တဲ့အထီတေတွေကသူတင်ထားတာတဲ့ပုတ်ကောင်းနေသည်ဟုထင်နေမိတယ်ခဏလေးနဲ့ထမသားအောင်မနဲ့အန်ချိတ်ကထိနေရတယ်လေနောက်တော့အကြံရကမကြခဏသူ့အစီကြီးကိုအပြင်ရောက်တဲ့အထိဆက်ထုတ်ပြီးနားလိုက်တယ်ပြီးမှပြန်ထည့်တယ်ကလျာရဲ့တုံ့ပြန်မှုကနတ်ပုံအရသာပဲကလျာလည်းဆရာကိုအလိုလိုက်ပြီးအကျက်ဆောင်နေပင်ပဲအလုတ်သဘောများတာမဟုတ်တော့ပဲစိတ်ပါလက်ပါတုံ့ပြန်နေတယ်လေအရသာတွေကတကယ်ကိုမကြုံစဘူးဖြစ်နေတာမို့စိတ်ဟာအတွေ့အကြုံအပြုစုတွေကသူ့မကြုံဖို့တာတွေထက်ထူးကဲကောင်းမွန်နေတာကြောင့်လဲပါတယ်ဆရာကိုဂလန်ကဆန်လှုပ်လို့ကမထင်မဲ့မြင်လှုပ်ချင်တာထိတ်ချုပ်ကိုင်းရွယ်ချင်တာတွေကလေးရမှာမရှိတော့ဘူးမမနာကဲစင်နဲ့ကလေးပမာဆရာလက်ခုပ်ထဲကရေးလို့ဖြစ်နေပြီလေဆရာအလိုကိုဖြည့်နေရတာကလေးရကျင်းနေနေမိတယ်ရုတ်တရက်တချစ်ချင်းတဲ့အခန်းဝါမှာအတန်ကြားလို့ခဏဘာတန်လဲဆရာဓာတ်ဆက်တန်ဘက်ကအတန်မှာကလေးရမှောက်လိုက်တပြောဆူဟန်ရီကသူ့ရဲ့အရှိကြီးကိုဆက်ထုတ်ကလေးရကိုစပွဲပေါ်မှောက်လိုက်တယ်အေးမြတဲ့လေရဲ့အတွေ့အကြုံမကျင်တက်ဖြစ်သွားတယ်လေကလေးရပူစီထန်းသို့ဟန်ရီရဲ့ပူနေနှင့်အရှိကြီးကတိုးဝင်လာပြန်တယ်ကလေးရနို့လုံးလေးတွေကိုဟန်ရီကလှဆုပ်ကိုင်းပြီးအဆုံးသက်ဖို့ရောက်သွားမှာကိုဟန်ရီနှမျောနေတော့လဲ
နှစ်ဦးသားအဆုံးသက်ကိုတက်ညီလက်ညီချစ်တက်နေကြတယ်လေဟန်ရီစောင့်ချက်တိုင်းကလေးရဲ့နှုတ်ကအခနဲ့အော်ကြီးတန်နဲ့တူသူမရဲ့စပင်းတွေကချွေးရည်နဲ့ဆော့ဆော့ပြီးသူမကြောပြင်ကလည်းချီးရည်နဲ့ရွှဲပြီးပြောင်းလဲနေတယ်စပယ်ပေါ်ကိုတောင်းနဲ့အားပြူရင်းဟန်ရီစောင့်တဲ့တန်ကိုခံနေရင်အချိန်တွင်ကလေးရဲ့အော်တန်နဲ့ဟန်ရီရဲ့မန်သိန်းတန်ကတပါတခါလုံးဘာသမ်းမှထတ်တော့ဘူးရုတ်တရက်ကလေးရတင်ပါပေါ်လက်ဝါးရက်ချက်တစ်ချက်ကျလာတယ်ကလေးရနင်နောက်ကိုအဆိုင်မန့်တွေနောက်ကျအောင်မလားကလေးရကကြကြကြောင်းမနေဘူးချက်ချင်းတုံ့ပြန်လိုက်တယ်အာနောက်အေးမကြတော့ပါဘူးဆရာကကောင်းစေခြင်းလို့ပြောတာနားလည်လားအခုလိမ့်မပြီလားအေးသိပါပြီသိပါတယ်ရှင်နောက်မကြလိမ့်ပါပြီမင်းပင်ပေးတော့လဲစောင့်ချက်တွေကမလျှော့သည်မို့ဘလုံးမထွေးပင်ဖြေလိုက်ရတယ်မန်ထားအောင်မလားကျမမန်ကြပါပြီဟုတ်မန်ကြပါပြီရှင်ကလေးကအပြေဆုံးတယ်ဟန်နီချီတစ်ဖက်ကိုစပယ်ပေါ်တင်လိုက်တယ်သူ့ရဲ့အရှိကြီးဝင်လာပုံကတမျိုးတစ်ပုံပြောင်းသွားတယ်လေစောင့်ထက်လိုက်တိုင်းကလေးကအဖို့ထူးတီတဲ့ထူးနေတော့အရသာတွေ့နေရတယ်မော်တဲ့ကျောင်းသူဖြစ်အောင်နေမလားဟင်းကိုဟန်ပြမယ်မော်တဲ့ကိုပြောတာလားစံပြမော်တဲ့ကိုပြောတာလားကလေးရမသိတော့ဘူးသိလဲဆရာကိုကလေးရပြန်မဖြစ်နိုင်တော့ဘူးလေလက်သီးလေးတွေချစ်ပါအောင်ဆုပ်ရင်းသူ့မဆက်ကျိုးကျသွားပြီချောင်းထဲမှာကြော်အရှိကြီးရဲ့အရသာကိုတဆုံသိရှိသွားပြီလေဘာပဲပြောကလေးရကမော်တဲ့ကျောင်းသူဖြစ်ခဲ့ပြီဖိုင်နယ်ဖြစ်အောင်စည်းများထွက်မချင်းဟန်ရီကကလေးရကိုတပတ်တစ်ခါတလေနှစ်ခါလောက်နှစ်ခိုးကြောင်ကောင်းခေါ်ဆုံးရတယ်လေကလေးရကလည်းဆရာဆုံးမတာကိုလူလတ်ရှိနေပါပြီဆရာဟန်ရီရဲ့ဆုံးမမှုတွေကြောင့်ကလေးရဝေလဲအရှင်လိုចောင်းစာကိုအလင်းနဲ့မထားပဲဆရာတွေကိုမယုံမသိလောက်တဲ့ចောင်းသူမျိုးဆိုလဲမဟုတ်တော့ဘူးစာကြိုးစားပြီးလိမ့်ပါရကြီးတဲ့ဆံပြចောင်းသူလေးဖြစ်သွားပြီပေါ့ရှင်ဇလန်းလေးကတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်